ရက်စက်ရုံမာတဲ့ဂုံးကျူဟာသူမရဲ့ယာရုနေရာကိုကာဝယ်ဖို့ရန်အတွက်အန်ရီကချောင်းမောင်းလာပါတဲ့စေကံမင်းကလေးအားလုံးကိုတပ်ပြတ်ခဲ့ပါတယ်။ဒါဟာဝန်ရှန်ကသူတို့ကိုမျက်နှာသားပေးပြီးလိုလိုက်မှာကိုဟန်တာဖို့အတွက်ပဲဖြစ်ပါတယ်။ဝန်ရှန်ရဲ့ဒူဒီသောသမီးဖြစ်တဲ့ဂုံးကျူဟာငယ်စဉ်ကတည်းကမောက်မိုင်ရိုက်ဆိုင်ပြီးနန်းတွေကကိုလို့တော်တွေကိုတော့မှဘာမှမထောက်ထားပဲတပ်ပြတ်ခဲ့တာပါ။အဲ့နောက်မှာတော့သူမဟာဝန်ရှန်ကိုပြုစုဖို့ရန်အတွက်ရိုဆိုလိုမီမျက်နှာကိုလိုကြောက်ပေါက်ရာတွေနဲ့မိမတယောက်ကိုရှာဖွေခေါ်ဆောင်လာခဲ့ပါတယ်။အရှင်မင်းကြီးဝန်ရှန်ရဲ့အောက်တန်းစားကျမကအရှင်မင်းကြီးရဲ့အိတ်ဆောင်ကိုချင်းကပ်လာမှာကိုထပ်ပြီးစိုးရိမ်နေပါနဲ့တော့ကျမကသာလျှင်ဒူဒီသောဂုံးကျူဖြစ်ပြီးနောက်လဲထောက်ရဒူဒီသောဂုံးကျူပဲဖြစ်နေမှာပါ။ကျမကိုဆန့်ကျင်တဲ့သူမှန်သမျှဟာဒေချင်းတရားဆိုတဲ့ရလဒ်တစ်ခုပဲရှိတယ်ဆိုတာရှင်းရှင်းလင်းလင်းနားလည်ရလားကျွန်တော်မျိုးမှနားလည်ပါပြီအရှင်မင်းကြီးရဲ့ကရုဏာတော်အတွက်အထူးပင်ကျေးဇူးတင်ရှိလာပါတယ်ဒါပေမဲ့အဲ့ဒီမျိုးသမီးရဲ့ရုပ်ဆိုးလာတဲ့မျက်နှာပုံအောက်မှာလူနိုင်များရဲ့လှပတဲ့မျက်နှာတစ်ခုပုံကွယ်နေတယ်ဆိုတာကိုတော့ဘယ်သူမှမသိခဲ့ကြပါဘူးအဲ့နောက်မှာတော့သူမဟာအခုလိုဖန်ရှက်ရေချိုးနေတဲ့အချိန်ကိုခွင်ကောင်းယူပြီးသွေးဆောင်ပြောင်းဖို့ကြိုးစားခဲ့ပါတယ်တကယ်တော့သူမအခုလိုလေးစူးစမ်းလှုပ်ဆောင်နေရတာဟာသူမရဲ့အမဖြစ်သူအတွက်လက်စားချေဖို့ပဲဖြစ်ပါတယ်တကယ်တော့ဒီမျိုးသမီးဟာမူလကမော်မီယန်တယောက်ဖြစ်ပြီးသူမနဲ့အမေဝမ်းတစ်ခုတည်းကနေမွေးဖွားလာတဲ့အမဖြစ်သူကတော့အလုံးမမြတ်သက်စင်တဲ့ပိုက်တူချင်းတယောက်အောင်ပဲဖြစ်ပါတယ်ဒါပေမဲ့ဒီမျိုးသမီးဟာမွေးဖွားစဉ်ကတည်းကနမိတ်မကောင်းတဲ့ကျဲဆိုးလေးဖြစ်သတ်မှတ်ခံခဲ့ရပေမဲ့အမဖြစ်သူကပဲသူမကိုအမြဲတမ်းကာကွယ်ဆောက်ရှောက်ပေးခဲ့ရတာပါမူလကအမဖြစ်သူဟာနေ့စဉ်ကုသိုလ်ကောင်းမှုတွေပြုလုပ်နေတာကြောင့်ကြာခင်မှာနတ်ပြားပြဖို့ကိုရရတော့မှာပါဒါပေမဲ့ဘသူကသိမှာလဲကံကြမ္မာလက်ပြောင်းကြောင်ကျေးဇူးမတိတတ်တဲ့လူရောမန်ကုန်းကျူကိုအမျော်လင့်မဲ့ကယ်တင်မိခဲ့မယ်ဆိုတာကိုပေါ့တစ်ဖက်လူဟာရုံပြူလေးကိုကျေးဇူးတင်ရန်ဆောင်ပြီးတော့သတုံးနဲ့သူမရဲ့လေပင်ကိုတေးလဲထူးဆန်းလိုက်ပါတော့တယ်ဒီရုံမိတ်စာရဲ့သွေးချင်းတွေဟာအသက်ရှင်ကျန်းမာစေဖို့အတွက်အသုံးဝင်တာကြောင့်ပဲဖြစ်ပါတယ်ဒီမှာကတော့ဒီနန်းတော်ထဲမှာဒူတီသောအရှင်သခင်မအဖြစ်ဂုံကျူကလည်းဒီရသားကိုမီးစမ်းကြည့်ချင်နေတာကြောင့်ဒီလူတို့တာကိုပူရှိမပြေခင်ငါ့အတွက်အများဆုံးကေပေးကြစမ်းလို့အမိန့်ပေးလိုက်ပါတယ်ဒီရွှေရန်တဲ့ကောင်ကငါကိုရဲဝမ်ပိုက်ထဲကိုရောက်လာနိုင်တာဟာသူ့တက်တော့တကယ်ကိုကုသိုလ်ထူတာပဲလို့ဆိုပါတယ်အမျိုးသမီးဟာအကြောင်းစုံကိုတည်သွားတဲ့အခါမှာတော့ဂုံကျူနဲ့အသေးချင်ရင်ဆိုင်သွားမယ်လို့ချိန်ဆိုလိုက်ပါတော့တယ်ဒါပေမဲ့နန်းတော်ထဲမှာတော့ကာဝေးတပ်ဖွဲ့တွေကအဆောင်ကျက်တင်းကျပ်လုံးနေတာကြောင့်မိစ္ဆာတကောင်နေနဲ့ဝင်ရောက်ဖို့ဆိုတာလုံးဝဖြစ်နိုင်တဲ့အရာပါဒါကြောင့်မလို့သူကနန်းတော်ထဲကိုဝင်ရောက်ပြီးသူ့အမအတွက်ကလစားချေဖို့အတွက်သူပိုင်ဆိုင်တဲ့ကျင့်စဉ်တွေကိုဆုံးလုံးလိုက်ပါတော့တယ်မထင်မှတ်ထားပဲကွမ်ရှန်ဟာထိုမျိုးသမီးကိုမြင်လိုက်ရတဲ့ပထမဆုံးတစ်စက္ကန့်မှာနေပဲသူမရဲ့လာတရားချမှာအကြီးကျယ်နေမသွားခဲ့ရပါတယ်မိဖုရားကိုဒီနေ့တော့ကွမ်ရှန်ရဲ့နာမှာပဲအေးအေးဆေးဖော်ပြပေးလိုက်ပါမနေ့ပြန်မနေ့စောစောကြရင်သူမကိုနန်းလျာမင်းသမီးဖြစ်ပွဲအပ်နေဖို့ကွမ်ရှန်ကိုသတိပေးဖို့မေးပါတယ်ရှင်ဟာကွမ်ရှန်ရဲ့တူတီသောနန်းဆက်သွေးဖြစ်လို့သူကရှင့်ကိုပဲထိနေစက္ကန့်ခိုင်းမှအေးချပါပဲဒါပေမဲ့ဂုံးကျူကတော့ထော်မြေသူမျိုးသမီးရဲ့ရုပ်ရည်စင်မှန်ကိုမြင်လိုက်ရတဲ့အခါမှာတော့ထိမနိုင်သိမ်းမအောင်ဒေါသတွေကြောက်ထွက်သွားခဲ့ပါမယ်သူကချက်ချင်းပဲဓာတ်ကိုဆွဲထုတ်ပြီးတစ်ဖက်လူကိုတတ်ဖို့ပြင်လိုက်ပေမဲ့မထင်မှတ်ပဲဝန်ရှန်ကသူ့ကိုအမိရလှန်ထားလိုက်ပါမယ်ဝန်ရှန်ရဲ့တံမလီလိုတင်းမာလာတဲ့အမူအရာကိုမြင်လိုက်ရတဲ့အခါမှာတော့မျိုးသမီးကိုကာကွယ်ပေးခြင်းနဲ့စိတ်ကြောင့်ဂုံကျူဟာသူ့မိခင်နောက်ကိုမလိုလားတော့လေမလဲမချောင်တာလိုက်သွားခဲ့ရပါနဲ့နန်းတော်ကိုပြန်ရောက်တဲ့အခါမှာတော့မင်းသမီးကဒေါသထွက်လွန်းလို့ဖန်ခွက်ကိုတော့ရိုက်ခွဲပစ်လိုက်ပါတော့တယ်သူကဝန်ရှန်ရဲ့တူတီသောသွေးသားဖြစ်ပေမဲ့လေသူမျိုးသမီးကသူ့ကိုချင်းနှင်းလုံးတစ်ခုလိုတုံးချနေတာကိုတော့သူမလုံးဝသိမခံနိုင်တော့ပါဘူးအဲ့ဒီချိန်မှာမင်းသမီးဟာထိုမျိုးသမီးကိုအပိုင်းပိုင်းဆဆဖြစ်အောင်လုပ်ပြချင်အောင်ကိုမုန်းတိနေခဲ့ပါတယ်ဒါပေမဲ့လည်းဂုံးကျူဘလို့မှထင်မှတ်မထားခဲ့တာကတော့ထိုမျိုးသမီးဟာမျိုးပွားနိုင်တဲ့အလွန်အားကောင်းတဲ့ရုပ်ပိတ်စာမတစ်ကောင်ဖြစ်နေတာပဲဖြစ်ပါတယ်ဝန်ရှန်ရဲ့မျိုးဆက်တွေပြတ်တောက်သွားရင်တော့မှသူမကတော့မကြခင်ပါပဲဂုံးကျူဟာဝန်ရှန်ရဲ့ဒူတီတော်ကလေးမဟုတ်တော့ပဲနောက်ထပ်ကလေးတယောက်ကိုပါကိုဝင်ဆောင်နိုင်တော့မှာဖြစ်ပါတယ်အဲ့နောက်ပိုင်းမှာဝန်ရှန်နဲ့ဒီမျိုးသမီးဟာညစဉ်ညတိုင်းတူတူပြောပါခဲ့ကြပြီးနှစ်လအတွင်းမှာပဲသူမဟာဘေးရသွေးသားကိုကိုဝင်ရသွားခဲ့ပါတယ်ဒါပေမဲ့ဒီသတင်းကိုဘယ်သူမှမသိအောင်သူကတေချာဖုံးကွယ်ထားခဲ့ပြီးသူ့တယောက်တည်းသာသိခဲ့တာပါဒီနေ့မှာတော့ရှန်ကွေဖေးကအေဂရစ်မင်းမရှိတဲ့အချိန်ကိုခွင်ကောင်းယူပြီးဒီမျိုးသမီးကိုတွေ့ဆုံဖို့ထူးတလဲပေးချခဲ့ပါတယ်မတက်ခွာခင်မှာဒီမျိုးသမီးဟာသူမရဲ့မျက်နှာပေါ်မှာပြုတ်ပြင်းမုန်းမှန်ထားတဲ့ရသပစ္စည်းတွေကိုလိမ့်ချလိုက်ပါတယ်ရှန်ကွေဖေးကဒီလိုညှို့တဲ့ပြင်းတဲ့မိန်းမနာလေးကိုမြင်လိုက်ရတဲ့အခါမှာတော့သူမဟာမထိန်နိုင်ပဲရှုပ်ကိုတိုးသွားပြီးပါအိတ်လိုက်ပေမဲ့ရှန်ကွေဖေးရဲ့လက်ဟာမျိုးသမီးရဲ့မျက်နှာနဲ့ထိတွေ့မိပြီးတဲ့နောက်မှာတပြေးပြေးပုတ်ကွာလာမယ်ဆိုတာကိုသူလုံးဝသတိမထားမိခဲ့ပါဘူးငါးဆောင်ကိုဟမ်းမိသွားပြီးဆိုတာသိလိုက်တဲ့မျိုးသမီးဟာအဖြစ်ကင်းဟန်ဆောင်နေတဲ့ဂျာပြူမအဖြစ်ဆက်ပြီးပြုံးမဆောင်တော့ပါဘူးအဲ့ဒီစားသူမဟာမတ်တရက်ပြီးတစ်ဖက်လူကိုနင်းတို့အားလုံးဘွားပြက်ပြီးလူတကာဝိုင်းနှိမ့်ဆက်စရာဖြစ်သွားတာကိုပဲငါမြင်ချင်တာလို့ပြက်ပြက်တသားဖွင့်ချလိုက်ပါတယ်။ဒါကိုကြည့်ပြီးငါကြည့်ရသလောက်တော့နင်ယူနေပြီထင်တယ်လို့ပြန်လဲတုံ့ပြန်လိုက်ပါတယ်။ရှန်ကွေဖေးနေဝထားရဲ့ဒီသားကြီးဟာဘာနဲ့လှုပ်ထားလဲဆိုတာနင်သိရလား။ဒီသားကြီးဟာဂုံးကျူတက်ခဲ့တဲ့ရုံနဲ့ဖျားစီကနေရယူပြီးဝမ်ရှန်ကအထုဖန်တီးခဲ့တာဖြစ်ပေမဲ့နင်ကတော့နေ့စဉ်နေ့တိုင်းကိုလုတ်တော်အဖြစ်ဘလောက်ပဲမျက်နှာသာပေးခင်ရပါစေ။ဒီလိုမျိုးအကရိရဲ့ရှင်သွေးကိုလဲထားရတဲ့ကျမတို့ကံကောင်းမှုမျိုးတော့ဘယ်သူမှမရနိုင်ပါဘူး။နင်ကဘလောက်တော့တက်ရှိနေလို့ရှန်ကွေဖေးကိုတွန်းထုတ်ခဲ့ရတာလေ။ဒါနင်လောက်တာမလား။ဒီလိုရွှေသွေးတော်ဝါတွေမှာအပေါက်9ပေါက်ရှိပြီးလူတွေအတွက်ဘာမှအကျိုးမရှိဘူးဆိုတာနင်သိရလား။နေသမီးကတော့နင့်အတွက်ကောင်းကောင်းလုပ်ပေးခဲ့တာပဲ။ဒါပေမဲ့အဲ့ဒီအတွက်အသက်ပေါင်းဘလောက်တောင်စတေးလိုက်ရလဲ။အာဟာဒါတွေကနေကြတဲ့ခန္ဓာကိုယ်တွေပဲဟာ။ကျမနှွေးထုတ်ဖို့အတွက်အသုံးတော်ခံရတာဟာသူတို့အတွက်ကံကောင်းခြင်းတရားပဲပေါ့။အဲ့ဒီချိန်မှာပဲအစီကံမလေးဟာရှန်ကွေဖေးရဲ့လမ်းတစ်ပတ်စလုံးတော့အဆွေးမြင်နေတာကိုတွေ့လိုက်ရတော့ရှန်ကွေဖေးကလည်းဒါဟာဒီမိမကတခုခုကြံစီထားပြီးတစ်ဖက်လူကိုနောက်ထပ်ပါတစ်ချက်ရိုက်ဖို့လက်ကိုမြောက်လိုက်တဲ့အချိန်မှာပဲဝမ်ရှက်ကပြေးတော့ရောက်လာခဲ့ပါတယ်။ရှန်ကွေဖေးကတင်းကြကြချင်းရှစ်တိုင်တန်းမှုရှိကိုတိုးလာခဲ့ပေမဲ့အေဂရစ်မင်းမြတ်ကတော့သူ့ကိုလက်အောင်မကြည့်ပဲအဲ့ဒီမိမစီကိုပဲတက်တက်မှတ်သွားခဲ့တာပါ။အဲ့နောက်မှာတော့အဲ့ဒီမိမဟာဝမ်ရှက်ရဲ့နားမှာမခွာတိုင်းကပ်မနေသေးခဲ့ဘူးဆိုပြီးပြည့်ရဲ့ကျွဲဝါတဲ့စကားလုံးတွေနဲ့ဝမ်နဲ့ဟန်ဆောင်ကပြောလိုက်ပါမယ်။ငါကတော့ဘသူ့ကိုမျက်နှာပေးရမလဲဆိုတာတော့ရှန်ကွေဖေးမင်းရဲ့သဘောတူညီချက်ကိုယူနီယာအောင်မလားလို့အေဂရစ်ကဒေါသတကြီးမေးမြန်းလိုက်ပါတယ်။ကျွန်တော်မျိုးမကတော့မွင့်ရဲပါဘူး။ဒါဟာဒီမျိုးဆွတ်တက်တဲ့မဲမယုတ်ရဲ့အကွက်တွေပါ။ဒီမဲမယုတ်ကကျွန်တော်မျိုးမကိုတမင်တကာမနာလို့ဖြစ်ပြီးဒုက္ခပေးနေတာပါလို့ပြန်လဲတုံ့ပြန်လိုက်ပါတယ်။
အရှင်မင်းကြီးဒီမိစ္ဆာကိုလုတ်တော်ဟာမကောင်းတဲ့စိတ်ထားနဲ့ရှန်ကွေဖေးကိုစိတ်ခက်ခဲ့တာပါရှန်ကွေဖေးကမော့မီရဲ့မျက်နှာကိုထိမိယုံလေးနဲ့တင်အခုလိုဖြစ်သွားရတာပါလို့ရှောက်တင်လိုက်ပါတယ်ဝမ်ရှန်ကတာကိုကြားတဲ့အခါတန်တရားစိတ်တွေနဲ့ထိုမျိုးသမီးကိုတစ်ချက်ကြည့်လိုက်ပါတယ်ဒီချိန်မှာပဲသူကဒဏ်ရာရလာတဲ့သူ့မျက်နှာတစ်ချမ်းကိုဝမ်ရှန်ရှေ့မှာတမင်တကာပေါ်လွင်အောင်ပြသလိုက်ပါတယ်နောက်တစ်စက္ကန့်မှာတော့ဒါကိုမြင်လိုက်ရတဲ့ဝမ်ရှန်ဟာအလုံးမေးစိတ်မကောင်းဖြစ်သွားရပါတယ်ပြီးနောက်မှာတော့လန်နီကိုလုတ်တော်ကိုအပြစ်ပေးရေးယူဖို့ရန်အတွက်သူကမိန့်တော်ချမှတ်လိုက်ပါတော့တယ်အတိအကျအဲ့ဒီချိန်မှာပဲမင်းသမီးဟာထိုင်ဟိုကိုခေါ်ဆောင်ပြီးနောက်ကျမှရရှိလာခဲ့ပါတော့တယ်မိခင်ဖြစ်သူမှာအစိမ့်မိထားခြင်းရှိမရှိကိုလန်နီသမားတော်ကစစ်ဆေးခိုင်းလိုက်ရာဝမ်ရှန်ကိုရှောက်တင်ပါတယ်ရှန်ကွက်ဖေးမှာတကယ်ပဲစိတ်သိနေတာဖြစ်ပြီးဒါဟာကြောက်ရွံ့ကြင်မုန်းဆိုတဲ့စိတ်ပါဟုဆိုလာပါတယ်ဒီအစိတ်ကအင်တန်ရဆက်ရောက်มาပြီးထိတွေ့မိုံနဲ့အရေးပြားတွေပုတ်ပွားကတေးလုံးတက်နာခြင်းမှုကိုခံစားရစေတာပါဒါဟာမိမတယောက်ရဲ့လက်ချက်ဆိုတာအုံးကျူကအတက်တိလိုက်ပြီးထိုသူကိုတစ်ချက်တည်းနဲ့စောက်ကန်ချလိုက်ပါတော့တယ်ဝမ်ရှန်ကသူချစ်ရသူအတွက်အသနာခံပေးခြင်းပဲမဲတော်ကြီးကတော့ကုန်းကျူဘက်ကနေပဲမျက်နှာခိုင်မာရက်တည်ပေးခဲ့ပါတယ်ကုန်းကျူကလည်းအင်တန်ချင်းနဲ့တွားပြီးမိမိဟာတော်ဝင်မိသားစုရဲ့လူတီတော်သွေးသားဖြစ်တာကြောင့်အဖွားဖြစ်သူကသူ့ကိုပဲအမျက်မျက်နှာပေးမယ်လို့တွေးနေခဲ့ပါတယ်အဖြစ်တွေအားလုံးကသူမစီကိုပဲအိုးတီလာနေတဲ့ဒီချိန်မှာပဲစောင်းတယောက်ရောက်လာပြီးအဲ့ဒီမျိုးသမီးရဲ့အခန်းထဲမှာအစိတ်ပါတဲ့အမက်ကွက်ဘူးကိုရှာတွေ့ခဲ့ကြောင်းလင်းပို့လာခဲ့ပါတယ်သူကဘလောက်ပဲရှင်းပြပါစေဘသူကမှသူမဟာအပြစ်ကင်းစင်နေဆိုတာကိုမြုံကြည့်ကြသလိုဝမ်ရှန်ကိုယ်တိုင်တော့သူမပေါ်ကြီးကျယ်စိတ်ပြတ်သွားခဲ့ရပါတယ်အဲ့ဒီမျိုးသမီးကိုကုန်းကျူကတေလူနီပါရိုင်းနေချိန်မှာပဲသူမရဲ့အနာကစေကံမလေးပြေးလာပြီးဝမ်ရှန်ကိုဒီမက်ကွက်ဘူးဟာချန်ကွက်ဘေးကဆုလက်ပြပေးသနာထားတာဖြစ်ပြီးသူမရဲ့တခင်မလေးဟာစိတ်ရှိမှလုံးဝမသိပဲမျက်နှာပေါ်မှာတော့လိမ့်ချန်ထားခဲ့တာဖြစ်ကြောင်းနိုင်အောင်သိပေးခဲ့ပါတယ်ကျန်ရတော်လိုရဲ့လက်ကဝါချစ်တန်ကိုထိမိသွားတဲ့အခါမျက်နှာပေါ်မှာလိမ့်ချန်ထားတဲ့ခြေသားပစ္စည်းတွေကနေတစ်ဆင့်အစိတ်တင်သွားခဲ့တာဖြစ်ပါတယ်ဟာနင်ပဲပေါ့ကျန်တော်မူကိုအကောက်စီ6တွင်းပို့ရန်အတွက်ဝမ်ရှန်နင်ကိုယ်တိုင်ပဲအစိတ်ခတ်တာမဟုတ်ဘူးလားမင်းကပဲဟွမ်စီဆိုတဲ့လူတစ်ယောက်ကိုစီတန်းခမ်းမမှာလောက်ကျန်တက်ပြက်ခဲ့တယ်လို့တပ်တွေကဆိုနေကြပါတယ်ဝမ်ရှန်ကတော့အရှင်မင်းကြီးကျမမြို့မရဲ့ဝမ်ဘက်ကရမ်းတာနေပါတယ်တို့ရည်လည်းအများကြီးထွက်နေလို့ကျမမြို့မအသက်မရှင်နိုင်တော့ပါဘူးလို့အော်ဟစ်နေပါတော့တယ်